အခုရက်ပိုင်းကွန်ဒိုလိပ်စာပေါ့နော်ရုံးခန်းလိပ်စာဖြင့်သုံးလို့ရလားဒါမှမဟုတ် public transportation နေနဲ့နီးတဲ့နေရာမှာကွန်ဒိုခန်းကိုရုံးခန်းဖွင့်ခြင်းနဲ့ရုံးခန်းလိပ်စာဖြင့်သုံးခြင်းနဲ့ဆိုပြီးတော့အမေးများလာပါတယ်အဲ့ဒီအတွက် IVR ဒီဗီဒီယိုလေးကနေပြီးတော့ရှင်းပြပေးခြင်းပါတယ်ထိုင်းနိုင်ငံကကွန်ဒိုအများစုဟာလူနေတက်တက်ပဲဖြစ်ပါတယ်အဲ့ဒီအတွက်ရုံးခန်းဖွင့်လို့မရဘူးရုံးခန်းလိပ်စာဖြစ်လဲသုံးလို့မရဘူး VAT registration တွေလည်းလုပ်လို့မရပါဘူးဒါပေမဲ့ IVR ဒီနေ့ပြောပြပေးမယ်ကွန်ဒိုကတော့လူနေထိုင်လို့လည်းရတယ် business registration ဖြစ်သုံးပြုလို့ရတယ်လို့ကိုယ်တိုင်ရုံးခန်းဖြစ်လဲဖွင့်လို့ရတယ်ကွန်ဒိုတစ်ခုကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ IV ပြပြတဲ့ Modis Boya Sina Green ဆိုတဲ့ project ကြီးပဲဖြစ်ပါတယ်ဒီကွန်ဒိုရဲ့အားသာချက်ကတော့လူနေထိုင်ခွင့်လည်းရှိတယ် business registration အဖြစ်လည်းအသုံးပြုလို့ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ company ကိုဖွင့်ပြီဆိုလို့ရှိရင် law firm company ရဲ့လိပ်စာတွေအိမ်လိပ်စာတွေအိမ်တွေငှားရမ်းပြီးတော့ရုံးခန်းဖွင့်တာတွေလုပ်စရာမလိုတော့ဘဲနဲ့ကိုယ့်ရဲ့အခန်းမှာနေမယ်ရုံးခန်းဖွင့်လို့ရမယ် company registration လည်းလုပ်လို့ရမှာဖြစ်တဲ့အတွက်အရေးကြီးတဲ့ file တွေကိုပါတင်ဆက်ထားလို့ရတာပေါ့ဒါကလည်းဒီကွန်ဒိုကြီးရဲ့အားသာချက်ပဲဖြစ်ပါတယ်ဒီကွန်ဒိုကြီးက Sina Green လမ်းမကြီးပေါ်မှာတည်ရှိနေရဖြစ်ပြီးတော့ယထာလိုင်း Secreta Station ကိုမီတာ300ပဲကွာဝေးတယ်အဲ့အတွက်ကြောင့်မို့လို့ကိုကရုံးခန်းဖွင့်မယ်ဆိုရင်လည်းအလွယ်တကူသွားလာလို့ရတယ်အချက်ချာချာတဲ့နေရာကောင်းမှတည်ရှိတယ်ပြီးတော့အခန်းပေါင်း800ကျော်ပါရှိပြီးတော့ IB ခုပြပြနေတဲ့ business registration လုပ်လို့ရတဲ့အခန်းကတော့180ပဲပါရှိမှာဖြစ်ပါတယ်အခန်းတိုင်းကိုပေးမှာတော့မဟုတ်ဘူးပေါ့နော်ပြီးတော့ဒီလိုမျိုးကုမ္ပဏီဖွင့်လို့ရတဲ့အခန်းနဲ့လူနေထိုင်တဲ့အခန်းတွေကိုလည်းခွဲထားတဲ့တက်တက် lift လည်းပါဝင်မှာဖြစ်ပါတယ်facility အနေနဲ့ ground floor မှာဆိုလို့ရှိရင်လှပတဲ့ lobby area co-working space တွေပါမယ်6လွှာမှာဆိုလို့ရှိရင်လည်း meeting room တွေ co-working space တွေ live streaming room တွေပြီးတော့ဒီလိုမျိုး rooftop garden တွေပါဝင်မှာဖြစ်ပြီးတော့32လွှာမှာဆိုရင်တော့ sky swimming pool ပါမယ် gym ပါမယ် steam room sauna room စသဖြင့်ပါဝင်မှာဖြစ်ပါတယ်ပြီးတော့38လွှာအပေါ်ဆုံးမှာတော့ Bangkok City တစ်မြို့လုံးကိုရှုစားနိုင်တဲ့ private garden area ပါဝင်မှာဖြစ်ပါတယ်Modis Boya Sina Green project ကြီးရဆိုရင်ကြို point ကွန်ဒိုဖြစ်ပြီးတော့2026နှစ်ကုန်မှာစလုပ်ပြီးစီးမှာဖြစ်ပါတယ်။လက်ရှိဝယ်ယူမယ်ဆိုလို့ရှိရင်တော့ 20% down payment သာသွင်းထားရန်လိုအပ်ပြီးတော့ကျန်ငွေကိုတော့ကွန်ဒိုစလုပ်ပြီးစီးမဲ့အချိန်မှသာပေးသွင်းရန်လိုအပ်ပါတယ်။ဒီ Modis Boya Sina Green project ကြီးကိုစိတ်ဝင်စားရဆိုရင်တော့ IB Routine ကိုဆက်သွယ်လိုက်ဖို့မမေ့နဲ့နော်။